စစ်တပ်ကိုကျွန်တော်တို့အမြင့်ပြတ်အောင်တကယ်ဖြတ်နိုင်တယ်ဟုတ်ဒီလေးချက်မှမဖြစ်ဘူးဆိုလို့ရှိရင်စစ်တပ်အမြင့်ဖြတ်ဆိုတာခင်ဗျားတို့မိတ်လိုက်စစ်တပ်အနေနဲ့ဘယ်လိုလုပ်ရှိသမျှတိုင်းသားလက်နက်ကိုင်တွေအကောင်လုံးအမြင့်ဖြတ်ဒါဆိုလို့ရှိရင်တိုင်းပြည်ငြိမ်းချမ်းမှာဟာအလားလဲပိုးတောင်စိတ်ကူးမကြည်လို့မကောင်းတဲ့ကိစ္စလူမျိုးရှိနေတာခင်ဗျားဒီသူတို့ရဲ့အခြေခံရပိုင်ခွင့်တွေကိုမရဘူးလို့ထင်တယ်ရွေးရတနက်က၆ချပွဲလို့ရတယ်ဒီနေ့တော့ကျွန်တော်တို့ line ပေါ်မှာအဓိကပြောနေတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့တိုင်းနေကိုပြန်ပေးရတော့မယ်ဆိုတော့သတင်းတွေတက်လာဒီ MND တိုက်ခဲ့တာတကယ်ကိုလူငယ်တွေအများကြီးပဲအသက်သွေးချွေးပေးဟိုဘက်ကောဒီဘက်ကောနှစ်ဖက်စလုံးသိကြပြီးတော့မှဒီဟာဖြစ်ထားတယ်ကျွန်တော်တို့ဒီဟာကြီးကပြန်သိသိချက်ချက်ပြန်စဉ်းစားတဲ့အခါကျတော့တိုင်းပြည်မှာဒီဘက်ကစစ်တပ်ကိုကျွန်တော်တို့အမြင့်ပြတ်အောင်တကယ်ဖြတ်နိုင်သလားနံပါတ်1တကယ်လိုအပ်တဲ့အချက်ကဘာလဲဆိုတော့တိုင်းရင်းသားတွေအကုန်လုံးကစုစည်းပြီးတော့မှ Federal Army လို့တခုကိုတီထောင်ပြီးတော့မှဒါကြီးဟိုဘက်ဒီဘက်ဟုတ်လားဘက်တီးကနေလုံနေတာမှာဟုတ်ကဲ့တစ်ဖက်နဲ့တစ်ဖက်နှစ်ဖက်ပဲရှိတော့တဲ့ပုံစံမျိုးနဲ့တိုက်တာမျိုးဖြစ်နိုင်သလားဒါကဘယ်လိုမှမဖြစ်နိုင်ဘူးကျွန်တော်တို့နှစ်ပေါင်း80ကျော်လာခဲ့ပြီဟုတ်လားဒီကျွန်တော်တို့ရဲ့တိုင်းပြည်ကလည်းတစ်ခုနဲ့တစ်ခုကလိုအပ်တဲ့လိုအင်ပုံသဏ္ဍာန်တွေကလည်းမတူတဲ့အခါဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေရဲ့ပုံသဏ္ဍာန်ကလည်းမတူဆိုတော့ဒါကြီးကိုစုစည်းပြီးတော့မှသေသေးစာတစ်ခုဖြစ်သွားဖို့ဆိုတာနှစ်ပေါင်းဝင်ပဲ80ကျော်နဲ့80နာနီးနေဒါမှဖြစ်ခဲ့ဘူးဆိုတော့ဒီတစ်ချက်နောက်တစ်ချက်တက်တွင်းတကယ်ပြိုတွဲပြီးတော့မှတက်တွင်းချင်းချင်းချပြီးတော့မှဒီစစ်တပ်ကလုံးဝပြတ်သွားတယ်ဆိုတဲ့ဟာမျိုးဖြစ်နိုင်သလားကျွန်တော်တို့ဟိုလွတ်လပ်ရေးရပြီးကစားမှာနော်တက်ရင်လိုက်တော့ခုရဲဆိုတဲ့ဟာရှိခဲ့တာအခုဘာမှရှိဘူးတယောက်စားနှစ်ယောက်စား CDM လုပ်ပြီးထွက်တာပဲရှိတယ်အဲ့လိုမျိုးတကယ်လွတ်လပ်ရေးရကစားတော့အနေထားမျိုးတော့မဖြစ်တဲ့ကိစ္စမလို့ဖြစ်တဲ့ကိစ္စဒါလည်းမေ့လိုက်တော့နောက်ထပ်ကကျွန်တော်တို့ Iraq လိုမျိုးတကယ်ကိုတိုင်းပြည်တစ်ခုကနေအောင်ဝင်ပြီးတော့မှလုံးဝ regime change ဆိုပြီးတော့မှတခါတည်းဝင် change နေတာဒါ Iraq မှာဖြစ်ကြရအမေရိကန်ကျွတ်သွားတာဟာငါတက်လုံးနောက်တစ်ခါဒါမျိုးလုပ်လို့မဖြစ်ဘူးဟာဆိုပြီးတော့Afghanistan ဆိုပြီးတော့ထပ်တောင်ပြေးရတယ်အဲ့လားတွေဖြစ်ခဲ့ပြီးငါနှစ်တုံးစားပြီးသွားပြီအမေရိကန်ကနောက်ထပ်တတိယတုံးစားတော့မေ့လိုက်တော့ဆိုတော့ဒီကိစ္စလည်းမေ့လိုက်ရတော့နောက်တစ်ခါကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေကကျွန်တော်တို့တကယ်ပြုတ်ကွဲစေချင်တယ်ဆိုတော့ဒါမပြောတော့ဘူးနော်ဒါပေမဲ့ကျွန်တော်တို့စီကဒီကအိန္ဒိယချက်နေအကုန်လုံးကဘိုးပြုတ်ကွဲမှာအင်တန်ဆိုရင်ဘာလို့ဆိုအဲ့ impact ကသူတို့ခံစားဘိုးဒါအခုဘိုးပြုတ်ကွဲတာမဟုတ်သေးဘူးအခုဒီလိုပြိပက္ခမြင့်တက်တာနဲ့ဟိုကထိုင်းကမြန်မာ10တန်းလောက်ဖြစ်သွားပြီအဲ့လာကြီးကိုတိုင်းပြည်မှာသူတို့တိုင်းပြည်မှာတင်ထားတာဒါသူတို့ကကြောက်တာဟာဒီထပ်ဖြစ်လို့ရှိရင်ငါတို့တော့တရားကြီးရဲဆိုရဲပြဿနာဖြစ်တော့ဟာအသေးအတန်ညှိကြပါနိုင်ကြပါဆွေးနွေးကြပါဆိုတဲ့ဟာဖြစ်တော့တရုတ်လည်းဒီလိုအကုန်လုံးအိန္ဒိယအောင်အားလုံးကမပြိုကွဲအောင်မင်းတို့သေချာညှိကြပါဆိုတာဖြစ်တယ်ဟုတ်ဒီလေးချက်မှမဖြစ်ဘူးဆိုလို့ရှိရင်စစ်တပ်အမြင့်ဖြတ်ဆိုတာခင်ဗျားတို့မိတ်လိုက်ဟုတ်ပြီကျွန်တော်တစ်ဖက်တည်းပြောလို့ဖြစ်မှာဆိုဟိုဘက်ဒါဆိုရင်စစ်တပ်အနေနဲ့ဘယ်လိုလုပ်မလဲရှိသမျှတိုင်းသားလက်နက်ကိုင်တွေအကောင်လုံးအမြင့်ဖြတ်ဒါဆိုလို့ရှိရင်တိုင်းပြည်ငြိမ်းချမ်းသွားမှာဟာအလားလဲပိုးတောင်စိတ်ကူးမကြည်လို့မကောင်းတဲ့ကိစ္စအဲ့လိုလဲဆိုလူမျိုးရှိနေတာခင်ဗျားဒီသူတို့ရဲ့အခြေခံရပိုင်ခွင့်တွေကိုမရဘူးလို့ထင်တယ်ရွေးရတနက်က၆ချပွဲလို့ရတယ်ဒီအတွက်ကအချိန်မျိုးတတ်မတော်တခုကထူထောင်လို့ရတယ်ဟုတ်လားကျွန်တော်တို့ပလောင်နော် DDR ကလောက်ခဲ့တာနော်ပလောင် PNL ထနဲ့ကျွန်တော်စိတ်ထင်သူဆိုလို့ရှိရင်တခါတည်းဟိုလက်နက်ကိုဖြုတ်ချပလိုက်ဒါပေမဲ့ TNL ထပ်ပေါ်လာမရဘူးတကယ်ကိုဒန်းတူညီများခွင့်နဲ့သူတို့အတွက်တကယ်လိုအပ်တဲ့သူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲမရှိဘူးဆိုတာနဲ့တပြန်ကတရားထပ်ပေါ်နေဦးမှာဒီတစ်ဖွဲ့ဖြုတ်လိုက်တာပဲရှိမယ်နောက်တစ်ဖွဲ့ထပ်ထွက်လာတက်လုံးပြီးမဲ့ကိစ္စမဟုတ်ဆိုတော့ကဲဟုတ်ပြီကျွန်တော်တို့တိုင်းပြည်ကြားလာပြီစင်ကြောင်းတာရှိမြန်မာပြည်ပေါ့ဗျာဒီလောက်ကြားတဲ့တိုင်းပြည်လည်းကပောက်မှာမတွေ့ဘူးဆိုတော့ဒီလောက်ကြားနေပြီကျွန်တော်တို့ဒီဘက်အသီးသီးကခေါင်းဆောင်တွေစဉ်းစားရမှာငါတို့ဒီလောက်လောက်ခဲ့ကြပြီဟိုဘက်ဒေါ်လာနဲ့ဘက်ကလည်းငါတို့ဒီလောက်ဒေါ်လာခဲ့ပြီမဖြစ်ဘူးနော်ပေါ့ဒီဘက်ကလည်းငါတို့ဒီလောက်နှိပ်ကုတ်ခဲ့ပြီဖြစ်သလားမဖြစ်ဘူးတော့မဖြစ်တဲ့ကိစ္စတွေကိုခင်ဗျားတို့တသက်လုံးဆက်သွားပြန်ဘယ်သူတွေခံအောင်ပြည်သူလူထုခံရတယ်လူငယ်တွေအသက်ပေးရတယ်ဒါပဲဒီ result ပဲထွက်တာဟုတ်လားဟိုအသက်မပေးရရင်ခြေပြတ်မယ်လက်ပြတ်မယ်ဒါတွေနဲ့ကိုလည်းအင်္ဂါတွေဆုံးရှုံးတယ်ဒီဒုက္ခတွေပဲဒီအဖြေတွေပဲထွက်ခဲ့တာတသက်လုံးဒီအဖြေတွေကိုကျွန်တော်တို့မလိုချင်တော့ဘူးဘယ်လိုလုပ်ကြမလဲအားလုံးတကယ်ကိုလက်ခံနိုင်တဲ့တွဲဆောင်ဆွေးနွေးရေးတခုကျွန်တော်တို့ပေါ်ဖို့လိုပြီးအကုန်လုံးကလည်းတကယ်ကို political way ပေါ့နိုင်ငံရေးဆန္ဒတကယ်ရှိရမှာငါတို့တိုင်းပြည်ကြီးတကယ်ကောင်းဖို့အတွက်ဆိုတဲ့ဟာအကုန်လုံးစဉ်းစား
ငါတို့ချမ်းသာဖို့အတွက်တယံဇာတလေးထုတ်ပြီးစားနေရတာအဆင်ပြေတယ်ကွာဆိုတော့အုံနောက်လောက်နေတော့ခင်ဗျားတို့ဆက်လုပ်လို့မဖြစ်ဘူးပေါ့ဒါတိုင်းပြည်အတွက်ကိုတကယ်ကိုရှေ့ရှုပြီးတော့အားလုံးပါဝင်တဲ့ပြည်ဆောင်ဆွေးနွေးဆိုတဲ့ဟာကိုလုပ်တဲ့နယ်လို့ကျွန်တော်ကဒီနေ့ပြောလို့ချင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်